ကနမရိုက်မေဆိုလို့လေပြားမယ်လေစောချင်တဲ့လူကစောပြန်နော်ကျွန်တော်ပြောပြီးဒီတပြင်းလုံးတော့ကိုကအကုန်မြင်နေပေါ့နော်ကိုကကိုစီမှာပေါ့ဗျခါလို့ပြောလိုက်တဲ့3ခု9ကြီးများကြီးတွေထီနေမလားပေလေးလည်းပြီးခဲ့တယ်ပေါ့လေပေလေးနဲ့ပဲကြိုက်မလားကိုကွာပဲကြိုက်မကြီးပြန်နော်မနေ့ကတော့ကျွန်တော်ဒီပု္ပ္ပစာလေးတင်ပေးထားတယ်ပေါ့လေဒါမနေ့ကဒီပု္ပ္ပစာလေးကိုကျွန်တော်တင်ထားပြီးတယ်ပေါ့လေဒါမရှင်းပြဘူးပေါ့ကနတ်တိုက်ရိုက်ကနတ်တကွယ်ကောင်းပဲကျွန်တော်တင်လိုက်တာဟုတ်ကျွန်တော်ဘာမှမရှင်းပြဘူးနော်တကွယ်ကောင်းပဲကောက်တင်တဲ့တဘောပဲရှိတာနော်အဲ့တော့ကိုကလည်းရှိတဲ့စေနာလေးတွေမေတ္တာလေးတွေကုန်နေဒါတော့ကျွန်တော်ငါကံမှုလို့လေးကံမှုလို့ရှိတာပေါ့နော်မိမိချိုက်နေတဲ့ရာဆွဲပြတဲ့နံပါတ်ကိုကဘောနော်စိတ်ထဲမှာကိုချိုက်တဲ့နံပါတ်ရှိကိုကန်ဆန်းပေါ့နော်အဲ့ဒါဒီမူနဲ့ပတ်သက်လို့ဒီ96နှစ်ဒီကွီကွာကြီးကျွန်တော်ရှင်းပြမယ်ဗျအဲ့ဒါကနန်း10လုံးပေါ့အဲ့ဒါ10လုံးပေါ့မှာရှိတဲ့နံပါတ်မျိုးဖြစ်တော့တီးတယ်ဗျဒါပေမဲ့တကွက်ကောက်ဆိုကျွန်တော်တကွက်ကောက်ပလိုက်တဲ့တဘောရှိတာအဲ့ဒါပြန်ရှင်းပြမယ်ဒီနံပါတ်9ဗျနော်အမနံပါတ်9ဒီမှာနံပါတ်8နာကိုညံပြေးသူလည်းကိုအတွက်လည်းဖြစ်နိုင်တယ်နော်ဒီကလေးပြစရာရှိရတော့ပြချသွားမယ်ပေါ့နော်ကိုညံပြေးသူကိုကျွန်တော်ကလည်းဒါကျွန်တော်လက်တိန်ကြီးလေးတိတ်ပြီးတော့အာမကူးနေလေလက်တိန်ကြီးအာကူးတယ်ဆိုတာလေကျွန်တော်တို့ပြောပြတယ်ခင်ဗျားတို့အမားမှလည်းကျွန်တော်ချင်းချိန်ပြီးခြာပေးရတယ်ဆိုတော့လက်တိန်ပဲအာမကူးနေလေဒါပေမဲ့ကျွန်တော်တို့ကနဖြစ်နေတာလို့တီးတဲ့အကြောင်းပြောပြတာဒါတော့ဒီကိုကဒါရိုက်တာဟုတ်ဒီရှက်ကဒီလိုစီနီယာနဲ့ကောက်ရိုက်လို့ရိုက်ထည့်လိုက်တဲ့နံပါတ်က558သွားတာကဲဒီကနရဲ့အသေးပဲပြောပြမိကြီးတအားအလွယ်ကြိုက်လည်းမရတော့ဘူးထီရနော်သိအလွယ်ကြိုက်တယ်လေတခါလွယ်နဲ့လည်းထွက်သွားတော့ကျွန်တော်မသိဘူးဗျာဒီနံပါတ်9ဟာဒီ306ကကနန်းချိန်ထားတဲ့နံပါတ်တစ်ခုတော့တွေ့ရတယ်ပေါ့လေနော်ချင်းချင်းပေါ့နော်ကိုကပြောပြတာဒီနံပါတ်8ဆိုတာဒီ484ဆိုပြီးကနန်း6လို့ကနန်းချိန်ထားတဲ့နံပါတ်မျိုးလို့တွေ့ရတယ်နော်ဒါ333ဆိုပြီးကနန်း6လို့ကနန်းလေးတွေချိန်ထားတာတွေတွေ့ရတယ်နော်အဲ့တော့ဒီမှာနံပါတ်8နံပါတ်2နံပါတ်6ကိုဒီကောင်ဒီ306ကြီးတွေကကနန်းထဲလာတဲ့နံပါတ်9ထိပ်နံပါတ်8ထိပ်နံပါတ်3ထိပ်နံပါတ်2ထိပ်ဆိုပြီးကနန်းဒါ6ကြီးတွေနေကစားတဲ့သဘောမှလည်းရှိတယ်6ကြီးနဲ့ကနန်းကိုဆောမယ်ဆိုတော့ဒီမှာနံပါတ်8ဆိုပြီးကနန်းအသေးပဲရောက်တယ်ဗျာဒါအဲ့ဒါဘာအသေးပဲရောက်လဲဆိုတော့ဒီ983မှာ6မှာဟုတ်ဗျာဒီနံပါတ်9နဲ့မှာ6မှာဒီလိုရဲ့သဘောတရားလည်းရှိတယ်ဗျာမနီးနီးကြည့်အမ691ဆိုပြီးကနန်းအမ484ဆိုပြီးကနန်းအမ333ဆိုပြီးကနန်း8နဲ့6ဆိုပြီးကနန်း983ဆိုပြီးကနန်းဒါမချီဘူးတော့သူရိုက်တဲ့အတိုင်းကျွန်တော်ရိုက်ပြတာသူဖွင့်တဲ့အတိုင်းရိုက်ပြတာကဲဟုတ်ပါပြီအဲ့တော့ဒီနောက်ကနန်းနှလုံးဘယ်လိုဆောမလဲပေါ့ဒီနောက်ကနန်းနှလုံးဆိုပြီးကနန်းရဲ့အဓိပ္ပာယ်သွားတာဆိုလို့ရှိရင်ကျွန်တော်ဒီကနန်းနှလုံးနှစ်ကတော့တော့တွေ့ရမယ်ဗျဒီ66ဆိုတဲ့နှစ်ကဒီကအကူတလုံးပါတယ်ဗျ46နှစ်ဆိုတဲ့ကနန်းနဲ့တွားကြတော့တွေ့ရမယ်နာဒီ486မှာလဲသူဆောတာပဲကြည်တယ်ဒီနံပါတ်2နဲ့4နဲ့6တဲ့ဆိုပြီးကနန်းကိုဒီခွန်63ကိုတွေ့ရမယ်ဗျဒါမိမိကြရတဲ့ရွေးစောပေါ့နော်ကိုကရှင်းပြတယ်ပေါ့ဒါမနီယာဘလူးထွက်တယ်ရှင်းပြတယ်အဲ့တော့ဒီနေရာမှာဆိုရင်လေဗျဒီကနန်းတလုံးခွန်သွားကြတယ်ဗျဒီကနန်းတလုံးခွန်3ခွန်ဆိုတဲ့ကနန်းလေဒါတူချားနေတယ်ကနန်းရဲ့အတိုင်းသာပြောပြအဲ့တော့ဒီနေရာမှာဆိုရင်ဒီနံပါတ်6နဲ့နံပါတ်8လေးလို့ကြားတယ်ဗျအဲ့လေးရတယ်ဒီ9နှစ်ခေါ်ဆိုရင်ကနန်းကြားတယ်ဆိုရင်အသိဘေကလာနေတဲ့စေလုံးပေါက်ထဲမှာပေါ့နော်အဲ့ဒါဒီနှစ်ကြီးက46နှစ်လဲဆော်သွားတယ်ဗျဒီနှလုံး6ဆိုရင်ခွန်63လဲဆော်တယ်ဒီကနန်းနှလုံးခွန်ဆို3ခွန်လဲဆော်တာပဲဒီကနန်းနှလုံး4ဆို9နှစ်ခွန်လဲဆော်တာပဲနော်
အခုဒီကနန်းနှလုံး9ဆိုရင်ကနန်းကိုဒီကနန်းကို3လုံး9ပါလို့ကျွန်တော်တို့ဒါနောက်လုံးပေါင်း3ညဟုတ်လားအဲ့လိုစောတင်တာပေါ့ဒါမိမိကြိုက်ရင်စောလို့ပြောပြတယ်ဒါနေကြီးတော့တယ်ကနန်းတော့တိုက်ရိုက်ကြီးနောက်ဒီနောက်လုံးပေါင်းစောတယ်ဒီကနန်းလုံး6ဆိုရင်ဒီကနန်း3လုံး6စောတာလေမြင်နေတဲ့ကနန်းဒီကိုမနေတာမထိုင်တာဥဖြစ်နေလို့ပြောပြတာဒီခွန်ဆိုတဲ့ကနန်းဒါ3လုံးခွန်ဆိုတဲ့ကနန်းဒီသူကစောလာတဲ့နံပါတ်အတိုင်းတာပြောပြတယ်ဒီကနန်းနှလုံး4ဆိုဒီ9နှစ်ခွန်ဆိုဒီကနန်း4လို့ဒါသူကြားလာတဲ့ကနန်းရဲ့အတိုင်းတာပဲအဲ့ဒီဟာဒီချိန်ပြီးတော့ကနန်းတစ်လုံးယူပြောပြတယ်နော်ဒီကနန်းနှလုံးကဒီကနန်းကို3လုံး9ပါဆိုရင်နောက်လုံးပေါင်း3ညကနန်းအဲ့လိုချိန်ပါပေါ့ဟုတ်တယ်မလားအဲ့တော့ရေးပြမလားကြိုက်တဲ့ကနန်းတစ်ကွက်ကိုပဲပြောရမလားဒါမိမိတို့ရဲ့သဘောပေါ့နော်ကြိုက်တဲ့ကနန်းတစ်လုံးအနေနဲ့ရေးရမလားကားတို့မနေ့ကရှစ်ပိန်းနဲ့ပဲဆောမလားဒါမှမဟုတ်လို့ဒီနေရာမှာပေါ့လေမနေ့ကစိတ်ထဲမှာကိုပြောတော့ဒီ9နဲ့9နဲ့10ဆိုဒါအဲ့ဒီကောင်းရှိလို့ဒီနံပါတ်နဲ့ကြီးနဲ့6နဲ့10အဲ့ကနန်းမျိုးယူမလားပေါ့နော်9နဲ့10ကခွန်ဆိုဒီနံပါတ်နဲ့6နဲ့ခွန်လို့ဒီလိုခွန်မျိုးကနန်းယူသွားမလားပေါ့နော်ဒီဘက်ကလည်းလူချင်းသေးတယ်ဆိုရင်3နဲ့6ဆိုရင်လို့ဒီနံပါတ်9နဲ့9နဲ့6အဲ့လိုဟောမယူလားပေါ့ဒီမှာ3နဲ့2နဲ့5ဖြစ်လို့နံပါတ်3နဲ့2နဲ့5ဖြစ်တယ်ဒီလိုမျိုးထည့်ပြီးလို့မရဘူးလားဆိုရင်ဒီနေရာမှာတော့5ပြီးတော့4ရဲ့တန်တော့မလာဘူးပြန်တော့ဒါရှစ်ကြီးရောက်သွားတယ်တဘောရှိတယ်ဒီကနန်းလုံးရှစ်ဆိုဒီနံပါတ်9နဲ့ဒီ9နဲ့မှရှစ်တယ်ပေါ့အဲ့ဒီဖက်ကလည်းတိုက်ချင်နေတယ်ပေါ့ဗျာတဘောကဒီ9ဆိုတဲ့ရှစ်ကြီးတဲ့ဒီနှစ်6ကြီးနဲ့လည်းကနန်းတိုက်ချင်နေတာ哦အဲ့ဒါဒီ9 8ခွန်ဆိုရင်ကနန်း1 6ခွန်လည်းတိုက်ချင်နေတယ်哦ဒါ336တော့ဖြစ်လို့9ခွန်6လည်းကနန်းတိုက်ချင်တာ哦တူလေကနန်းလည်းတိုက်ချင်တာ哦ဒီနှလုံး9ဖြစ်လို့ဒီနှလုံး9နဲ့လည်းကနန်းတိုက်ချင်တယ်ဆိုရင်အခုကဒီကနန်းနှလုံး4လို့မပေးထားဘူးဒီမှာနံပါတ်8အဲ့ရှစ်ကဒီကနန်းနှလုံး8ပါလို့ပေးလိုက်လို့ရှိနောက်ကနန်းနံပါတ်1ဆိုရင်ကနန်းတက်ကြမှာပေါ့ဒီနှလုံး9 9 9 9လို့ထည့်ဒီနှလုံး4ရတာ9နှစ်ခွန်ထည့်ဒီကနန်းနှလုံးခွန်3ခွန်ခွန်ထည့်ဒီကနန်းလုံး6ခွန်6 3ကိုထည့်ဒီကနန်းနှလုံး4 6နဲ့ထည့်တယ်လို့ဒါရှစ်ထိပ်စီးနဲ့နောက်ပေါင်း3ညပေါ့နော်နောက်ပေါင်း3ညကိုဒီရှစ်ထိပ်စီးနဲ့ဒီနောက်ပေါင်း3ညကိုဒါကနန်းစောမလားစောမယ်ဆိုလဲသူလည်းမဆိုးပါဘူးကဲလို့ဒီမှာတစ်ရှစ်4ခွနဲ့ကျွန်တော်တို့နံပါတ်9နေပေါ့ဗျာနော်နံပါတ်9နဲ့ပြည်လေတီဗီသားဆိုတော့ကျွန်တော်တို့ဒါရှစ်9တစ်ဆိုရကနန်းကဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပြောပြမှာဒီ3နဲ့2နဲ့ကို9ဆိုတော့သူ့အဖြေမျိုးပေါ့ဗျာဒီ8နဲ့1နဲ့ဆိုလို့ရှင်9ဒါလည်းကျွန်တော်ခဏခဏပြောဖူးတယ်ဗျ 3D မှာဒီအလေထိုင်ရဲ့အဖြေဟာဒီလိုမျိုးတွေဆိုတာလေမထွက်ဘူးဆိုတာ 3D မှာအင်မတန်ရှားတယ်ထွက်ပါတယ်เนาะအဲ့လိုကဏ္ဍမျိုးတွေကဆိုရင်လေကဏ္ဍထွက်ပါတယ်နော်အဲ့လိုအဖြေမျိုးတွေပေါ့ဗျာခါတို့ဒီမှာအလဲမှာနံပါတ်4ရှိဒီကဏ္ဍနှလုံး4ရဲ့အဖြေမျိုးပေါ့ဗျာနော်ဒါတွေကလေကျွန်တော်တို့စောင့်ကြည့်ပြီးတော့ကဏ္ဍတွေကခဏခဏလေးတွေကြည့်ပြီးတော့ကျွန်တော်မလာသေးပါလားမလာသေးလားမလာသေးဘူးလားတနေ့မှာကိုလေးလာခဲ့တဲ့နံပါတ်ရဲ့ပတ်သက်လို့ကျွန်တော်ပြောရတော့ပေါ့နော်အဲ့ဒါ8 9တဲ့8ထိတ်နောက်လုံးပေါင်း3ညာအဲ့မှာ8 9တဲ့နေနဲ့နံပါတ်1ကလည်းသူ3ညာ4တဲ့ကနေပျောက်သွားလိုက်တဲ့တကြီးပဲအဲ့ဒီကနေဒီကောင်ဒီမှာနဲ့တပင်ထည့်ပြီးတော့ကနမဆင်းလာတော့ဘူးဗျာအဲ့တက်စုတွေကနမဆင်းလာဒီပင်မများဆင်းမလားအဲ့တက်ထည့်ပြီးတော့ဗျာဒီကောင်အလဲမှာလဲတက်စုတွေကနမဆင်းလာဘူးဗျာထိတ်စီးနံပါတ်1ကြီးကလည်းဘယ်တိုင်းပြီးရောက်ကုန်လဲမသိဘူးဗျာအဲ့ကနေတော့ဒီနံပါတ်1ကဒီပွဲနေစာပြီးတော့ဗျာကတော့1ပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲ9ပွဲ10ပွဲ17ပွဲ12ပွဲ13ပွဲရှိပြီဗျာအဲ့တော့ကန73ပွဲလုံးကိုနံပါတ်1ဆိုရယ်ကနန်းကဘာဖြစ်လို့များကနန်းဖြောက်သွားတာလေပေါ့နော်ဒီကောင်1နောက်ပိတ်ကြာပြီးတယ်ကနန်းတူထည့်ပြီးခဲ့အဲ့တကြီးကမပေါ်လာဘူးဖြစ်နေတယ်ပေါ့အဲ့ဒါလေးများ
number 10အနေနဲ့ကနန်းကြာလာလို့ရှင်တော့ဒါ89ဆိုတဲ့ကနန်းကိုပြောရခြင်းဖြစ်တယ်ပေါ့နော်ကဲ okay ရပြီနော်အဲ့ဒါရှင်းပြတယ်ရှင်းပြတယ်ပေါ့လေကဲဒီညပါပြမလဲအဲ့ဒီရှစ်ထိတ်ဆိုတာကောင်းပါလေအမရှစ်ထိတ်ကျွန်တော်ပြောပြမယ်ကြီးအေးစာရွက်တွေအများကြီးရှိတယ်တချို့လေကိုလူထားကြတော့လေဒါရှစ်ထိတ်ကိုနောက်ကျုံတဲ့ခါလဲဆွဲမှာပေါ့နော်သူကလိုင်းပေါ်တယောက်လားမတူတင်တယ်ဒီခွန်ဆိုတဲ့ကနန်းကိုသူရိုက်တဲ့ကနန်းကဒီ188ဆိုတဲ့ကနန်းကိုခွန်လို့သူရိုက်လိုက်တာပေါ့နော်ဒီ43ခွန်ဆိုတဲ့ကနန်း188အတွင်းပိုင်းရိုက်လိုက်တဲ့ကနန်းသူကဒီ488ကို6လို့ကနန်းလမ်းထည့်သွားလေကနန်းတိုက်နေတဲ့တဘောကိုပြောပြတယ်နော်အဲ့တော့ကျွန်တော်တို့စပြီးတော့မှကျွန်တော်ဒီနံပါတ်9နဲ့ဒီ3ညာနဲ့9ခေနောက်ကနန်းနှလုံးကပေါ့နော်ကျွန်တော်ဒီ6ခွန်3ဆိုရင်ကနန်းဆောတာပေါ့လေဒီ6ခွန်3ပေါ့ဒီ9နဲ့3ညာကို6ခွန်3 9လို့ဆောတာလေဒါဒီ3ညာ3 3ကို6လို့ကနန်းတိုက်နေတာနော်တိုက်တဲ့အကြောင်းတစ်လုံးဆိုလဲတစ်လုံးပေါ့ဗျာဒီနံပါတ်4နဲ့ဒီနံပါတ်9နဲ့ဒီ4နဲ့9နဲ့1ဆိုရင်ကနန်းထုတ်ထားတဲ့အချိန်မှာလဲပေါ့ကျွန်တော်ဒီ36နှစ်ဆိုရင်ကနန်း1လို့ကနန်းနှစ်ထိပ်ဝင်လာတယ်36နှစ်ဆိုရင်ကနန်း1လို့ဝင်လာတယ်အဲ့ဒါကလည်းဒီ8နဲ့6ဆိုရင်ကနန်း6လို့ကနန်းဝင်လာတယ်တိုက်နေတယ်ကနန်းမျိုးဖြစ်တယ်ကဲဒီတစ်ခေါက်တိုက်နေတယ်ကနန်းဒီနံပါတ်8နဲ့1နဲ့ဆိုလို့ရှိရင်3ညဆိုရင်ကနန်းဖြစ်တယ်အဲ့ဒီ3ညကိုကနန်းတိုက်မဲ့နံပါတ်ကတော့နံပါတ်9နံပါတ်3နံပါတ်8ဆိုရင်ကနန်းကို3ညပါပေါ့နော်အဲ့တော့ဒီ8နှစ်ဆိုရင်ကနန်း3ညကိုဒီ938ဆိုရင်ကနန်း3ညလို့တွားဖြစ်တယ်ဆိုရင်ကျွန်တော်ဒီ983ဆိုရင်ကနန်းကိုဘာလို့တွားတိုက်လဲ6ဆိုရင်ကနန်းတွားတိုက်တယ်ဗျာနော်အဲ့တော့ဒီ4ခွန်1ဆိုရင်ကနန်းဒီကောင်တည်လိုက်လို့ရှိရင်ဒီ36နှစ်ကို1ပါလို့ကနန်းတည်တာနေဖြစ်သွားလို့လိုက်နေဟိုပြသွားလို့အဲ့မှာရှင်းပြတယ်တိတ်ပြီးအနိကဆိုဘုံကအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ကဲအဲ့ဒါရှင်းပြနေတာပေါ့နော်ဒီကနန်းနှလုံးကိုကဒီ3လုံး9လို့ကနန်းထဲလို့ရှိဒီ333ညာဆိုရင်ကနန်းကို6လို့ကနန်းထဲတာပေါ့နော်အဲ့ဒီ43ကခွန်လို့ထဲလို့ရှိဒီ188ဆိုရင်ကနန်းခွန်မှာထဲဒါ44ကို6လို့ကနန်းထဲတယ်ဒီရှစ်ထိပ်ပေါ့နော်အဲ့ဒါလေးကိုကရှင်းပြတာပေါ့နော်ဒါရှစ်ထိပ်ဆိုရင်ကနန်းအဲ့နေရာမှာတစ်ဆက်တည်းပြောလိုက်ရမှာပြောလိုက်မယ်ပြီအဲ့တော့ကျွန်တော်တို့ဒီကနန်းနှလုံးနဲ့ဒီနှလုံးလေးရပါဖြစ်လေဆို6ဆိုရင်ကနန်းဖြစ်တယ်ဒီကနန်းနှလုံး9နဲ့ဒီနှလုံး3ညာပါဖြစ်ခွန်လို့ဖြစ်တယ်ဒီကနန်းနှလုံးလေးနဲ့ဒီနှလုံးလေးရပါဖြစ်8လို့တော့ဖြစ်နေပြီဗျာခါလို့ဒီကနန်းနှလုံးနဲ့ဒီနှလုံးလေးရ6ဆိုရင်ကနန်းတည်တော့တယ်ဗျာဒီကနန်းနှလုံး9နဲ့ဒီလုံး3ညာခွန်လို့တည်တယ်ဗျာဒီနှလုံးလေးနဲ့ဒီကနန်းလုံးလေးကို8လို့ကနန်းတည်ထားတယ်ဗျာကဲ9လို့တည်လိုက်မယ်ဗျာဒီကနန်းလုံး8နဲ့ဒီကနန်းနှလုံး1နဲ့9လို့ဒီ3တည်ပြီးလိုက်မယ်ဒီနံပါတ်3ကလေဒီ6ကစားတာဗောလေဒီ6ကဒီနံပါတ်8နဲ့8နဲ့ကိုဒီကောင်6ကြီးဗျာနံပါတ်2ဆိုရင်ကနန်း2နဲ့3ညာနဲ့ဆိုရင်ကနန်း2ထည့်တယ်ဗျာနံပါတ်3ဆိုရင်ကနန်းနံပါတ်8နဲ့နံပါတ်5နဲ့3လို့ထည့်တယ်ဗျာအခုဒီမှာဒီနံပါတ်3ဆိုရင်ကနန်းနံပါတ်3ညာနဲ့နံပါတ်3လို့ပဲထဲမလားဗောနော်6ဆိုတာ8ကြီးထဲတာကိုနှစ်ဆိုတာနှစ်3ညာလမ်းထဲတာနံပါတ်3ဆိုတာရှင်ကလမ်းထဲတာနံပါတ်3ဆိုတာ3ညာ3လမ်းထဲမလားဆိုတော့အတွေးလေးခေါ်ယူတဲ့သဘောကြောင့်မလို့ဒီနှစ်လေး6ကိုဘာလို့ဆွဲတာလဲဒီနှလုံး9နဲ့3ညာဘာလို့ကောက်ခေါ်နေတာလဲဒီနှလုံး4နဲ့4ဘာလို့ကောက်ရှင်းနေတာလဲဒီကနန်းနှလုံး8နဲ့နှလုံး1ဘာလို့ကောက်ကိုလဲဆိုတော့ဒီမှာလွတ်နေတဲ့နံပါတ်3ကိုကြည့်လိုက်လို့ရှိဒီ3ညာ33ဆိုရင်ကနန်း6ကြီးလမ်းထေတယ်ဗျာအဲ့ဒီ863ဆိုရင်ကနန်း
လွတ်နေတဲ့နံပါတ်ခေါ်လမ်းကြည့်လို့ရင်3 ခွန်ဆိုရယ်ကနခွန်လို့လမ်းထည့်ထားတယ်ဗျာနော်အဲ့တော့ဒီလေးလုံးရှစ်လို့ရိုက်ထားတဲ့အခါမှာဒီနံပါတ်ခေါ်လမ်းကြည့်ခွန်ဆိုရယ်ကနရှစ်လို့လမ်းရိုက်ထားတယ်ဆိုတော့ဒါရောမဖြစ်နိုင်ဘူးလားပေါ့နော်ဒါ3လုံး6ကြီးလမ်းထည့်တယ်ဗျာဒီ3 ဆိုရယ်ကန6ကြီးထည့်တာဒီ6လမ်းထည့်တယ်အခုဒီနှလုံးခွန်နဲ့3 ခွန်လမ်းထဲတာလေဒီကဒီ3 ခွန်လမ်းထဲတယ်ဗျာဆိုတော့ဒီနှလုံးလေးနဲ့ရှစ်တောက်လေဒီ4 ခွန်ကနေလမ်းပြီးတော့ကနလမ်းထဲတဲ့တဘောကိုမြင်နေရတယ်ဒါကြောင့်မလို့အခုကျွန်တော်တို့ဒီလုံးရှင်းတဲ့တက်နဲ့6တယ်ဆိုနေသူ6ဆိုနေနဲ့ကနန်းချင်းတူဖြစ်နေမယ်ကနန်းမျိုးဆိုတော့ဒါ9နဲ့ဆိုလေကနန်းဘာဖြစ်မလဲ6လို့တက်ရိုက်မှာပေါ့နော်အဲ့လိုမျိုးသဘောတရားရောကိုရှင်းပြတော့ဒါထိစီရှင်းပြပြီးရှစ်တရဒါဒီခွန်နေ3 လုံးခွန်စင်တာ3 လုံး6သေးအမှဒီလုံးနဲ့4နဲ့6ကြီးဖြစ်နေပြီဗျအဲ့6ဒီကောင်3 နေဝင်ရိုက်လာတယ်ဗျနော်အဲ့ကနန်းကဘာလို့မူတည်ပြလဲဆိုတော့အခုခါလို့ဒီ3ကိုခြေရိုက်တယ်ဆိုလေကနန်းဒီ6ဒီ3ခြေရိုက်ဒီမှာ4လွတ်နေတာရှင်းပြဆိုရင်အဲ့ဒါ3 လုံးတင်မလို့ဖြစ်တယ်အဲ့ဒါ3 လုံးတင်မလို့ဒီနံပါတ်3 ခွန်ဒီနှလုံးခွန်နဲ့3 ခွန်ဒီကိုရှင်းပြပါဆိုဒီကောင်3 လုံးတည်ကြီးထည့်ထားတယ်ကနက်ကြီးနော်ဒီနံပါတ်ခေါ်ခြာသွားတယ်ဗျ4 ခွန်တက်ပါ36နဲ့ဒီခေါ်4 ခွန်8လို့ကနက်ဖြည့်ရှင်းပြတယ်ဒီနံပါတ်4ဆိုတာဒီ164ဆိုရင်ကနက်1လို့ထည့်ထားတယ်ကနက်ကြီးအဲ့တော့ကျွန်တော်တို့ဒီမှာ8နဲ့ဆိုတဲ့398383ဒီနှစ်ကြီးကိုဖြည့်ရှင်းသွားတယ်9နဲ့9ဒီ8ကိုပြောပါဆိုဒီ338ဆိုတာတကြီးရိုက်ထားတယ်ကနက်အဲ့တော့ဒီခွန်3 နေသူတစ်ဆိုတဲ့ကနန်းရိုက်ထားတယ်ကနန်းဒီ3 လုံး6လဲပြီးနိုင်တဲ့နံပါတ်ပဲဒီကနန်း3 လုံးတစ်လို့ရိုက်ထားတဲ့နံပါတ်ကနေပြီးတော့ဒါ3 ဆိုတဲ့ကနန်းရှင်းပြတာနဲ့တူပဲဒီကနန်း3 လုံးတစ်လို့ချိန်ထားတယ်ကနန်းဒါကြောင့်မလို့ဒီနှလုံးတစ်ဆိုတာ36နဲ့တစ်ပါ3 လုံး6ပါဆိုရှင်းသွားတယ်ကနန်းမျိုးပဲဒီရှင်းနေကို3 ပါ938 3 ပါ983 6ပါဘာမို့အဲ့နံပါတ်8ဆိုကြတဲ့ဒီကောင်3 လုံးတကြီးရိုက်ထားတယ်ကနန်းအဲ့ကောင်တကြီးခံပြီးတော့ကနန်းကိုဆောပြတဲ့သဘောကိုလေတိတ်ရောက်တယ်အဲ့ဒါဒီခွန်3 တရိုက်တယ်အဲ့ဒီ4 3ခွန်ကနေ188ခွန်ရိုက်တယ်ဒီ3 လုံး6ပါ3 လုံးတင်မိပြီးရိုက်တယ်အဲ့သဘောပဲအဲ့နေရာမှာဒါ83နေဆိုလေကနန်းကလေနော်ဘာဖြစ်လေနော်ကနန်းရဲ့ဒီဥရန်လေးကအဲ့လိုမျိုးလေးကြာသွားမလားပေါ့အဲ့တော့ तू ကနေ6မလို့3 တယ်ဒီနှလုံးခွန်နဲ့3 ခွန်မလို့3 ခွန်နဲ့ဒီနှလုံးလေးနဲ့4နဲ့ရှင်းမလို့4 ခွန်8တယ်ဒီနှလုံးရှင်းနဲ့1နဲ့9လို့9နဲ့9လေဒီပုံတန်ရောက်သွားမလားဆိုတာလေဒါမိမိကြိုက်လို့ရှင်းပေါ့လေနော်မိမိစိတ်ကူးတဘောထဲမှာကိုစောချင်နေဆိုလို့ရှိရင်လေဒါကိုရှင်းပြတာပေါ့နော်အဲ့ဒါရှင်းပြသွားလိုက်တယ်အဲ့ဒါဒီ3 လုံးတစ်ကိုအခြေခံပြီးကနန်းဘလို့ဆောမလဲဆိုကြည်အောင်ဗျာနော်နဘလီရှိတဲ့ညလည်းကုန်တော့မယ်ကိုမပေါတဲ့နည်းနဲ့တော့ချာနေတာဗျာနော်ဒါအောက်တစ်ဆင့်ကိုဆောလာပြီနော်9 6နှစ်ကျန်ခဲ့ပြီဒီရှိကြီးကိုကျွန်တော်ဘလို့ဆောမလဲနိကဆောပါဒီရှိကြီးကိုဆောမယ်ဆိုရင်ကျွန်တော်ဆောမယ်ဆိုတော့ရှစ်ခွန်ဆိုရယ်ကနန်းကိုဆောမယ်ရှစ်ခွန်ဆိုရယ်ကနန်းကိုဆောမယ်ဘာကိုဆောမလဲဆို3ဆိုရယ်ကနန်း3ရဲ့တတန်ကိုဆောမယ်နော်ဘာဆောမလဲဆိုရင်ဒီရှစ်ခွန်ဆိုရယ်ကနန်း3အဲ့တတန်ဆောမယ်ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဒီနံပါတ်3ထိကိုဘာတတန်ဆောမလဲဆိုရင်ဒီခွန်3ဆိုရယ်ကနန်း3လို့ဆောမယ်နော်အဲ့ကျွန်တော်အဲ့ဟာ3လို့ဆောမယ်နော်ဒီခွန်3လို့ဆောမယ်အဲ့တော့ကျွန်တော်ဒီမှာနံပါတ်1ထိဒီနေ့ထိစီကိုလေကျွန်တော်ဒီ6နဲ့5ဆိုရင်ကတော့3ရဲ့တဒန်းဆောမယ်နော်ဘာလို့ဆောမလို့3တဒန်းဆောမယ်ကျွန်တော်ဒီနေရာမှာလေပေါ့ဒီကနာ3တဒန်းပဲဆောမယ်355ဆိုရင်ကတော့3တဒန်းဆောတယ်နော်ဒီ355ဆိုရင်ကတော့ကျွန်တော်3ဆိုရင်တဒန်းဆောတယ်အဲ့လိုဆောတယ်ဒါ3 ထိရိုက်ချင်းလေးရတယ်ဒါမဲ့3 ထိရိုက်ရင်အဓိပ္ပာယ်သိမရှိဘူးဒါ9 ထိရိုက်တာဗျာ
တုံညာထိတ်တွက်ရိုက်မယ်ဆိုလေရတယ်ဒါပေမဲ့တုံညာထိတ်နဲ့ကျွန်တော်ကနန်းရိုက်ရင်ကနန်းအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ပြောပြမဟုတ်ဘူးဗျာကြီးပေါ်ဗျာဘာဖြစ်ဘူးသားပဲဖြစ်မန်ကိန်းလဲစံပေါ်ဗျာအဲ့တော့ကျွန်တော်ဒီ3လုံး1ဆိုတဲ့နံပါတ်4ရဗျာဒီကောင်3လုံး3လာချိန်နေလို့ဗျာအဲ့436ဆိုတွေကနန်းလာချိန်နေလို့အဲ့863ကဒီခွန်33ဆိုအဲ့နံပါတ်9ဗျာဒီကောင်3လုံး1ထေတဲ့နံပါတ်9နဲ့ဒီကနန်းနှလုံး4နဲ့ဒီကောင်ဒီ3လုံး3လာချိန်နေလို့ဒါအဲ့လိုရှင်းအောင်လိုက်ချကြည့်တာဒီ6နဲ့5 3မှာ164ဆိုဒီနံပါတ်4ရဗျာကျွန်တော်တို့ဒီကနန်းနှလုံး9နဲ့ကို3လို့ချိန်နေတယ်ဗျာဒီ4နဲ့ဒီနှလုံး9နဲ့ကောင်3လို့ချိန်နေလို့ဒါကြောင့်သူ3လုံး1တဲ့ရှစ်ကြီးကိုလမ်းကြည့်လိုက်တော့ဒီကောင်ဒီ3လုံး3ဆက်တဲ့လို့ဒီရှစ်နဲ့ဒီကနန်းနှလုံး9နဲ့3ဆိုတော့ဒါတုံညာဘရိတ်ကိုမကြည့်ပွဲဆက်ရိုက်တယ်ကနန်းနော်အဲ့မှာတုံညာဘရိတ်ဆိုတာရှိတယ်နောက်ရကြကျွန်တော်သိချပြမယ်သူကတုံညာဘရိတ်ကြီးပြန်ကြားနေရတယ်ရှိတယ်ကဲအဲ့လိုမျိုးကနန်းတစ်ခုဖန်တီးလိုက်တာပဲဖြစ်ကျွန်တော်အမြင်လေးနဲ့ကျွန်တော်ဆွဲပြလိုက်တယ်ပေါ့နော်အဲ့ဒါသူကနန်းညီများဒီ3ရဲ့ကစားကွက်ကြီးကိုတုံညာဘရိတ်နှစ်ခါလောက်များဆင်ထွက်လာပါစီပေါ့နော်ဆင်ထွက်လာရင်ဒီတုံညာဘရိတ်ကတော့မီးအောင်ဆောမယ်ဆိုပြီးတော့အဲ့လိုရည်ရွယ်ပြီးတော့ကနန်းဆော်လိုက်တယ်ပေါ့နော်အဲ့တော့ကနန်းဘာရည်ရွယ်ပြီးဆော်ဒီကောင်3လုံး3ဒီ436ကနေကနန်းထေတွေကနန်းကိုရည်ရွယ်ပြီးတော့ကျွန်တော်ဆော်ကြည့်တယ်ဒါတော့ကျွန်တော်ခွန်33ဆိုရင်ကနန်း3လုံး3ဒီနံပါတ်9ကနေပြီးတော့ဒီနှလုံးလေးနဲ့3ချင်း3လိုက်ရိုက်တဲ့တဘောအဲ့တော့ဒီနေရာမှာဆိုရင်ဒီ6နဲ့5ဆိုရင်3လုံး3ဒီနံပါတ်4ကနေပြီးတော့ဒီနှလုံး9နဲ့3နဲ့တဘောဒီကနန်း3လုံး3ဆိုရင်ကနန်းကိုကျွန်တော်ဒီနံပါတ်8နဲ့ဒီနှလုံးပေါင်း9နဲ့ကို3ဆိုတဲ့တဘောစောနှလုံးပေါင်း9တော့နဲ့3ရိုက်ပြတော့နော်ဒါမှ8နဲ့3နဲ့ရိုက်တာနော်အဲ့ကနန်းကဲကနန်းအဲ့လိုထဲပါပြီဗျာနော်ဒီကောင်ရေးပြိုင်ကောင်းမလားမသိဘူးခင်ဗျာကနန်းများလို့ရှိရင်မကြိုက်ဘူးဆိုရင်တဘောလာပြီးတကွယ်ပဲချပြနော်အဲ့လိုဆိုနေအဲ့တော့ဒီနံပါတ်3ကိုကျွန်တော်တို့ဆော့တဲ့နေရာမှာကျွန်တော်အမခံဆော့လိုက်တဲ့ကနန်းကဒီ3လုံး3ညာလေးကိုထေရိုက်ထားတော့ကျွန်တော်ခြာသွားတယ်ဗျာနော်ဒီနံပါတ်ကိုထေရိုက်တဲ့နေရာမှာလေဒီ3ညာခွန်3ညာပါပဲလို့ကျွန်တော်အဲ့လိုဆော့သွားတယ်ဗျာနော်ဒီနံပါတ်မှာလဲကျွန်တော်တို့ခွန်6ဆိုပြီးကနန်း3ညာပါပဲလို့ထေဆော့သွားတယ်ဗျာနော်ဒီနေရာမှာလဲ9ပဲထေရိုက်တယ်ဗျာနေ9 3ဆိုပြီးကနန်းနော်အဲ့တော့ဒီနေ့9 3ဆိုရင်ကနန်းကို3ညာအနေနဲ့ပဲကျွန်တော်ကနန်းတွင်းနေပြန်နော်အဲ့တော့ဒီ4 3 3ဆိုရင်ကနန်းကို3ညာလို့ပဲကျွန်တော်ကနန်းတွင်းနေပြန်နော်ဒီ3ခွန်3ညာဆိုရင်ကနန်းကိုလည်း3ညာလို့ပဲကျွန်တော်ကနန်းတွင်းနေပြန်နော်ဒီခွန်6ဆိုရင်ကနန်းကိုလည်း3ညာလို့ပဲကျွန်တော်ကနန်းတွင်းချတယ်ဗျာအဲ့တော့ဒီညမှာ953ဆိုရင်ကနန်းကို3ညာလို့ပဲကနန်းတွင်းချတယ်ဗျာနော်နံပါတ်5ဆိုရင်ကနန်းတွင်းချတယ်သူကဒီခွာပေါင်းချင်း3ညာနဲ့ပတ်သက်လို့ပေါ့လေကျွန်တော်တို့ဒီမလာတာလဲကြာပြီဒီခွာ3ညာဆိုရင်ကနန်းကပေါ့နော်ဒီမှာ3ခွန်တစ်ချက်သူရိုက်တယ်ပေါ့နော်အပင်တော့နည်းနည်းတော့ချားနေတယ်ပေါ့နော်ပြီးတော့သူကကနန်းကတိတ်မထွက်လောက်ဘူးဗျာအဲ့ခွာ3ညာအဲ့မှာတစ်ချက်ပဲကနန်းထွက်လာတယ်နော်အရင်တော့ဆို46တူ91တူနော်ကနန်းလေးတွေကပေါ့လေဒီခွာ3ညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တပင်လောက်ပဲရှိတော့အားမရသေးလို့နော်တပင်ပဲရှိသေးတယ်ကောအားမရဘူးအားမရတော့ကျွန်တော်စပြီးတော့ကျွန်တော်ချမ်းပေါ့ကားတို့အမြင်နဲ့တချို့အမြင်တွေပေါ့လေဒါခွာတကြီးမဟုတ်ဘူးလားလို့မေးချင်မေးလိုက်မယ်ဒါခွာ3ညာမဟုတ်ဘူးလားလို့မေးချင်မေးလိုက်မယ်ခွာ9မဟုတ်ဘူးလားလို့မေးချင်မေးလိုက်မယ်ဒါခွာ8လို့ရောမဖြစ်နိုင်ဘူးလားဆိုတော့ဒါမိမိနေနေပေါ့လေဟိုကြိုပြောတာပေါ့ကိုယ့်အကူရိုက်ချင်းတပါဆိုရင်ရိုက်ပေါ့ဗျာကျွန်တော်တို့ကနန်းကြတဲ့နံပါတ်ကိုပဲအထက်ရိုက်တဲ့နံပါတ်မျိုးဖြစ်တယ်ပေါ့လေနော်အဲ့လိုမျိုးထည့်ရနံပါတ်မျိုးဖြစ်လို့သူခွာတယ်ပဲဖြစ်3ညာဖြစ်9ဖြစ်ဒီမှာရှင်းချင်းမှာရှင်းမယ်မရှင်းချင်းလည်းမရှိဘူးပေါ့နော်ဒါတော့ကနန်းကြတာတော့ဒါဒီ3လုံး3ကိုဒီကောင်3လုံး3ညာရိုက်တယ်ဆိုရင်ကနန်းပေါ်နေလို့ဗျာဒီကနန်း3လုံး3ကိုဒီ3လုံး3ညာပဲရိုက်တယ်ကနန်းပေါ်နေလို့ဗျာဒီကနန်း3လုံး3ဆိုဒီကောင်3လုံး3ညာပဲရိုက်လို့အဲ့ဒါကြောင့်သူကဒီမှာခွာတက်တို့ခွာ3ညာတို့ခွာ9လို့တွားဖြစ်တာဗျာကိုကအဲ့3လုံး3နဲ့ဒီ3လုံး3ညာကိုရိုက်တာပဲ3လုံး3နဲ့3လုံး3ညာတော့ဒီမှာခွာရှင်မှာ
question မဖြစ်တာမဖြစ်ကျွန်တော်တို့မူတိုင်းရိုက်ပါဆိုကျွန်တော်ဒီတိုင်းရိုက်ရမှာနော်ဒါကြောင့်မလို့ကျွန်တော်ဒီ3လုံး3ကိုဒီ436နေရိုက်မယ်ဒီ3လုံး3ကို9ခုခွန်ရိုက်မယ်6နဲ့5 3ကို4ခုနှစ်ကရိုက်မယ်3553ကိုဒီ835ရိုက်မယ်ဆိုရယ်အလေထိုင်9ကိုခွာ9ချရင်လေထိုင်နံပါတ်3ညာခွာ3ညာ3ညာ break ချင်းတူအလေထိုင်ကနန်းဒီခွာပေါင်းခြင်းဖြစ်နေပြီးတော့3ညာ break ကို3ညာ break ဆိုရယ်အဲ့ဒီ9နှလုံးခံထားတဲ့9 3ညာ break 9 3ညာ break ဆိုရယ်တဘောကိုရိုက်သွားရခြင်းဖြစ်တယ်နော်သူကအဲ့လိုလုတ်တတ်တယ်အဲ့လိုကနန်းနှလုံးခံလို့ရှင်ဒီတိုင်းကြီးပဲကနန်းကောက်ထွက်တော့လေမြင်ဖူးတွေသူဟာလီနဲ့တူရှီဖူးလို့ဆိုတော့ဒါတော့ဟိုကျွန်တော်ဒီကနေတွက်ထုတ်ပြီးတော့ဒါအနိကပြောပြခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့တဘောကြလာရတာအဲ့လိုမကြောက်လားအဲ့လိုမကြရင်ကြံပပတကွက်ရိုက်ပြမယ်ငါသူညာငါပီရီယာဟိုလွတ်တယ်ဟာလေလွတ်တယ်ဘောနော်အကေငါသူညာငါမရိုက်ဘူးဆိုရင်ဟိုကောင်နဲ့တော့ရိုက်လို့ရင်ဘာဖြစ်ကုန်ပါဘာဖြစ်ကုန်မလဲဆိုတော့သူကရှင်ငါသုံးမယ်ဆိုတော့3ညာ14တက်ကြမလား3ညာ14ရိုက်ပြရမှာ3ညာ14ဆိုရင်3ညာ14နေနဲ့ရိုက်ပြလိုက်မယ်လीနော်အပါမူနဲ့ရိုက်ရင်ကောင်းတယ်ဗျတကွက်သေးဆိုတော့လေကျွန်တော်တို့တကွက်အရာပဲပြောချတယ်တဘောရှိတယ်ဗျကဲဒီတစ်ခါဘယ်လိုပြမလဲဆိုတော့ကြီးဖို့ဗျဒါတော့ကနန်းတိုက်ချင်မှတိုက်မယ်တော့မတိုက်တဲ့လည်းရှိတယ်ဒါမဲ့သူကကြက်ကန်းလည်းတူးချင်တူးတတ်တယ်ဗျကြက်ကန်းလည်းတူးချင်တူးတတ်တယ်တေတေဝင်ချင်းလေးဝင်မယ်စောစောကဘာပြောတာ6ဟုတ်လားစောစောကဒီ484ဆိုရင်ကနန်းကို6လို့ပြောတယ်မလားနော်484ကို6အဲ့6နဲ့မ6ဘူးဗျာတခြားနည်းနဲ့6ပဲဒီကနာ3လုံး4နဲ့ဒါအတွင်းပေါ့နော်ဟိုကောင်484ဆိုတာဒါအပြင်6ဒါအတွင်း6ဒါ3လုံး4နဲ့ဒီနှလုံးနဲ့6တည်ပြန်နော်ဒါကူကပြောပြတဲ့အကူမြင်လို့ပြောပြတယ်ဒါ3လုံး3ဗျာအဲ့ဒီ3လုံး3နဲ့ဒီနှလုံး3နဲ့6တည်ဗျာဒီ3လုံးကိုမ6ဘူးဗျာနော်ထားလိုက်တော့အတွင်းကနာနေစောတာဒါ3လုံး6ဖြစ်နေပြီဗျာ3လုံး6ဖြစ်နေဒီနှလုံး3ညာနဲ့ပါဖြစ်မလဲ6ဆိုလေကနန်းဖြစ်ပါဘူးနော်ကဲဒါဆိုဒီခါထေထားပြီးတာ3လုံးတကြီးထေထားတယ်ဗျာ3လုံးတစ်ထဲဒီကနန်းနှလုံး9နဲ့မှ6တဲ့ပေါ့နော်ကနန်းဆိုတာပြောပြလို့ဘယ်ဟာတဝီထိုးရမယ်ကိုလည်းမသိဘူးလေဒါကနန်းတော့ချိန်မွားရအောင်ကျွန်တော်ချပဲဒီလို6မဲ့ကနန်းမျိုးရှစ်ထဲကိုစောမလားနော်ဒီကနန်း3လုံး3ထဲတွေဗျာအဲ့ဒီနှလုံး3ထဲမှာ6ဆိုရဒီ3ထဲကိုထဲမလားပေါ့နော်ဒီက3လုံး6တွေဗျာအဲ့6နဲ့ဒီနှလုံး3ညာထဲမှာ6ဆိုရနှစ်ထဲကိုစောလာမလားဆိုတာပြောပြတယ်ဒါဘေးဘီဒီမပါဘူးပေါ့ဗျာဒီဖြစ်နေတဲ့အတိုင်းရိုက်တော့ဒါ3လုံးတည်တယ်တင်းတဲ့ဒီနှလုံး9နဲ့မှဒီကောင်6မလားပေါ့ကနန်းရဲ့စီးဆင်းမှုပေါ်မှာကြည်ပြီးတော့ဒါကနန်းစောပြတာပေါ့လေဒီကနန်းကိုပေါ့နော်ကျွန်တော်အဲ့လိုစောပြလိုက်တယ်ပေါ့ဒါဆိုလို့ရှိရင်ကနန်းအတိုင်းတာကျွန်တော်ပြောတယ်နော်ဒီ486ကလည်းပြပြီးပြီလို့ဒါဒီလို6ပဲဆိုလည်းပြပြီးလို့ဒီလို6ပဲဆိုလည်းပြပြီးဒီမှာ983ရှစ်ကြီးနဲ့ဆိုလည်းပြပြီးအခု3ညနဲ့ဒီလိုလေးယူတန်းပြတဲ့6ရေကစားကွယ်လို့နော်ဟုတ်ပြီလားအဲ့6ဘာလို့စောလုံးမီပါနဲ့ဗျာတက်ကွီကွာရထားမလို့နဲ့6ဝေးချလိုက်တော့နာကနန်းအဲ့လိုစောအမှန်တုံညာတင်ငါမကွတီလေးတော့အရင်ထိုးကြည့်ပေါ့လေနော်ကဲလို့စော်ပြီးပေါ့ဗျာစော်ပြီးလို့ရှိရင်နံပါတ်1ဆိုလေကနန်းပေါ့နံပါတ်1တော့ခါလို့အနိကကလေးမယ်မလေးမယ်တော့မသိသေးဘူးနော်လေးမယ်ဆိုလေကောက်လေးမယ်တပေါ့ပေါ့ဗျာဒီခွန်ရနေစားလိုက်ဗျာခါလို့ဒီအလေတိုင်း9လို့အလေတိုင်း9လို့အလေတိုင်း3ညာဆိုတာ4ကြီးဗျာတပင်ကြော်ပြီးအလေတိုင်း6ဆိုလေကနန်းနံပါတ်3ညာရဲ့နံပါတ်8နံပါတ်6လေးထည်တယ်ဗျာတပင်ပြီးဒီနံပါတ်8အဲ့နံပါတ်8ဆိုနံပါတ်9ရဲ့နံပါတ်9ရဲ့နံပါတ်8လေးလို့ထည်တယ်ဗျာအဲ့တော့ဒီကောင်တပင်ဒီကောင်ဒီမှာနံပါတ်1ဆိုလေကနန်းမြခလုတ်တိုက်ပြီးဆောလာလို့ရှင်နံပါတ်3ညာနံပါတ်1ဆိုလေကနန်း
3တုံညာတက်ဆိုလေကန4လူများခလုတ်တိုက်လာမဲ့တက်ကြီးဆောလို့ရှိရင်အဲ့တက်ကိုဆောမယ်ဆိုရင်ဟုတ်လားနေတုံညာနေပေါ့ဟာအဲ့တက်ကြီးကိုဘလို့ဆောရတာခဏလေးနော်အဲ့တက်ကြီးကဘာလို့ဆောရတာလဲအာဒီလိုလားအဲ့လိုဖြစ်သွားလို့ဟုတ်ပြီအမလီ 3D တကူဆိုတာကျွန်တော်ခေါင်းတော်တောက်နေပြန်တော့ဒီနံပါတ်8ရသွားပြီဒီ6ကိုလည်းအတွင်းထဲပဲဆောမယ်ဟိုဘေးတွေဘီတွေဘက်တွေဂွေးတွေမပါဘူးနော်ဒီရဖြစ်စင်မှာဆောမယ်ဆိုဒီကနာ3လုံး8ဗျာအဲ့ဒီကနာ3လုံး8နဲ့ဒီနံပါတ်8နဲ့တွားပေါင်းထည့်လိုက်ရင်တော့ခါတော့အလဲတိုင်းနံပါတ်6ဆိုရင်ကနာတွားဖြစ်တယ်ဗျာနော်ကဲအဲ့နောက်တော့ပွဲမှာဆိုရင်ဒီကနာ3လုံး4လို့ဖြစ်တယ်ဗျာကားလို့ရာထားတယ်ကနနံပါတ်3ဆိုရင်ကနရာထားတယ်ဗျအဲ့တော့ဒီကန3လုံးလေးနဲ့နံပါတ်3နဲ့ဆိုပေါင်းထည့်လိုက်အဲ့နံပါတ်9ဆိုရင်ကနရတယ်ဗျအဲ့တော့ဒီညမှာဒီကန3လုံး3ညာလို့ထည့်ထားတယ်ဗျ965ဆိုရင်ကန3ညာထည့်ထားတယ်ကားလို့ရာထားတဲ့ထိပ်စီးကနံပါတ်1ဗျအဲ့ကန3လုံး3ညာနဲ့နဲ့ပေါင်းထည့်ဟောဒီနံပါတ်1ဆိုရင်ကနရတယ်ကဲဒါဆိုရင်အခုဒီမှာဒီကနာ3လုံးတက်ဆိုရင်ကနာလေးရှိနေပြီ833တက်ပါတယ်အဲ့တက်နဲ့ဒီနံပါတ်3ညာနဲ့ပေါင်းထည့်လိုက်လို့ရှိရင်တော့လိုချင်တဲ့အဲ့နံပါတ်တက်ဆိုရင်ကနာရသွားလိမ့်မယ်နော်ဒါအထဲပဲရိုက်တာတော့အပြည့်မပါဘူးဒါ3လုံး8လို့အဲ့ရှင်နဲ့ဒီနံပါတ်8နဲ့ဆိုဒီကောင်ပါအထဲမှာဒီနံပါတ်6ဆိုရင်ကနာလာထဲတယ်ဒီနေရာမှာ3လုံး4လို့အဲ့4နဲ့ရထားတဲ့နံပါတ်3ထိန်နဲ့ပေါင်းထည့်လိုက်အဲ့နံပါတ်9ဆိုရင်ကနာထည့်ထားတယ်ဒီနေရာမှာ3လုံး3ညာလို့အဲ့3လုံး3ညာဒီနံပါတ်2ထိတ်လာထဲတော့3လုံး3ညာနဲ့နဲ့ပေါင်းထဲမှာတော့ဒီနံပါတ်2ဆိုရင်ကနလာကြားတယ်အခုရထားတာနံပါတ်3ညာလို့ဒီကနက3လုံး1လို့အဲ့1နဲ့ဒီနံပါတ်3ညာနဲ့ပေါင်းထဲလိုက်အဲ့မှာနံပါတ်1ဆိုရင်ကနလာရတော့3ညာတွဲဖြစ်ပြီလို့နာအဲ့တော့ကျွန်တော်ပြောရခါလို့ဒီ3လုံး3ကိုတကယ်စိတ်ဝင်စားသလားပေါ့နော်ကျွန်တော်တို့ဒီနံပါတ်9နဲ့ပေါ့ဒီနှလုံးလေးနဲ့3လူကိုစိတ်ဝင်စားသလားနော်ဒါလေးခုနှစ်ဆိုရင်ကန3လူချမလားပေါ့ဒီမှာ8 4တက်ဆိုရင်ကန3လူချမလားဒါပေမဲ့ခါလို့ဒီမှာမတုံးသွားဘူးလေဗျာဒီမှာ8သွားရင်အဲ့တော့ဟုတ်တာပေါ့ဒီ8ခွန်3ချတာကိုခွန်3တော့3ချတာကိုအဲ့တော့6နဲ့9 3တော့ဒီကောင်3ညာထဲတော့မတုံးဘူးဗျာ3 3ညာ9 8ကြီးဖြစ်ဒီမှာ8တက်9ဆိုရင်ကနပေါ့နော်3ညာတက်9လို့တွားကြမှာပေါ့နော်ဒီမှာ8ရဲ့9ရဲ့1ရဲ့မှာဒီ3လုံး8သွားဖြစ်မှာပေါ့နော်အဲ့လို3ညာတက်9ဆိုရင်ကနဦးများစိတ်ဝင်စားသလားအဲ့လိုမှမဟုတ်ရင်တော့ကျွန်တော်နောင်ငါ့ကိုပြစ်ထင်းတော့ဒါကနကွက်တီပဲနော်နောင်ငါ့ကိုပြစ်ထင်းတော့ကနမိုက်တယ်ကျွန်တော်ဒီ3လုံး3ညာလေးတော့ကနတော့ဒီမူမှာမပယ်ချင်ဘူးပေါ့နော်3ညာခွန်3 3ညာလေးတော့ကနန်းလေးတော့မပယ်ချင်ဘူးပေါ့နော်ဒီခွန်6ဆိုရယ်ကနန်း3ညာလေးတော့မပယ်ချင်ဘူးပေါ့ကျွန်တော်တို့ဒီမှာ2 5 3ဆိုရယ်ကနန်းလေးမပယ်ချင်ဘူးဗျနော်ပေရီပက်ရတော့မသိဘူးဗျဒီ3လုံး3ညာကိုကျွန်တော်ကနန်းဒီကစားကွက်မှာပေါ့ဒီမူရဲ့ကစားကွက်မှာကျွန်တော်မပယ်ချင်ဘူးပေါ့နော်ဘာလို့မပယ်တာလဲမေးလို့ရှိရင်ဒီ6ပရိကြောင့်ပေါ့နော်3ညာတင်5 6ပရိဖြစ်သွားတယ်ကနန်းကဒီကနန်း3လုံး8နဲ့ဒီခွန်ဘရိတ်နဲ့ကိုဒီ3လုံး3ညာမပယ်ဘူးဆိုတာငါရိုက်ထားတယ်ကနန်းမို့လို့ကျွန်တော်မပယ်တာကျွန်တော်ဒီ3ညာခွန်3ညာခွန်3ညာလို့ရိုက်တယ်ဆိုတာဒီကနန်း3လုံး8အဲ့ဒီ8နဲ့ဒီခွန်ဘရိတ်နဲ့ငါဆိုရင်ကနန်းဖြစ်နေလို့ကျွန်တော်ဒီ3ညာမပယ်ဘူးပေါ့နော်ဒီခွန်6ဆိုရင်ကနန်း3ညာဆိုရင်ကနန်းဖြစ်တယ်အဲ့ဒီ3ညာဒီမှာ3လုံး4ဆိုရင်ကနန်းရှိတယ်အဲ့လေးနဲ့ဒီတစ်ပရိကြီးနဲ့မှ9ဖြစ်တယ်ဆိုရင်ကနန်းကြောင့်ဒီ3ညာကိုမပယ်ဘူးပေါ့အခုလို့ဒီ9 3 3ညာမပယ်ဘူးဆိုတော့ကျွန်တော်ဒီမှာ8 9နဲ့ဆိုရင်ကနန်း9ဆိုရင်ကနန်းရှိတယ်အဲ့ဒီ9နဲ့ဒီကနန်း3လုံး6နဲ့မှ9ဖြစ်မဲ့ဆိုရင်ကနန်းကြောင့်3ညာတင်9လို့အမိတွင်လိုက်တာပေါ့လေနော်အဲ့တော့3ညာတင်9အနေနဲ့ဒါဒီကနန်း3လုံး8နဲ့ဒီခွန်ဘရိတ်နဲ့9ဆိုရင်ကနန်းရဲ့တပေါက်ရိုက်တာပေါ့လေဒီ3လုံး8နဲ့ဒီ3လုံး9နဲ့9လို့ရိုက်တယ်ကနန်းပေါ့ဒီ3လုံး4နဲ့ဒီကနန်း3လုံး10နဲ့9လို့ရိုက်မယ်ဒါကြောင့်ဒီ3လုံး9နဲ့ဒီကနန်း3လုံး6နဲ့9လို့ရိုက်မယ်ဒီကနန်း3လုံး6မှာဆိုရင်ဒါ3လုံး4နဲ့ဒီလုံးနဲ့ကို6လာတယ်ဒီကနန်း3လုံး3နဲ့ဒီလုံး3ကို6လို့ဆင်းလာတယ်ဒီကနန်း3လုံး6ဒီနှလုံး3ညာကို6လို့ဆင်းလာတယ်
ဒီ3လုံးတင်တဲ့ဒီနှလုံး9နဲ့6လို့ဆင်လာတယ်အဲ့ဒီချိန်မှာဒီထိပ်စီးရတယ်ထိပ်စီးရဒီ3လုံး8နဲ့8နဲ့ဆို6ဆိုလေကနန်းဖြစ်တယ်အဲ့ဒီ6ကနံပါတ်6အလေးမှာထည့်ဒါ3လုံး4နဲ့3ကိုခွန်ဆိုနံပါတ်ခွန်ဆိုလေကနန်းအလေးမှာဖြစ်နေတယ်3လုံး3ညနဲ့ပေါ့နေအဲ့နံပါတ်နဲ့ဆိုလေကနန်းအလေးမှာဖြစ်နေတယ်ဒါကြောင့်ဒီ3လုံးတင်တဲ့နံပါတ်3ရောက်တက်ပါဆိုနံပါတ်1ဆိုလေကနန်းအလေးမှာထည့်ထားတယ်အဲ့ချိန်မှာဒီ334ကို3ညရိုက်တာတို့3ညခွန်3 3ညရိုက်တာတို့ဒီခွန်6ကို3ညထဲတာနင်9 3ကို3ညထဲဆိုတော့ထွက်လာတဲ့ဖြေက3ညတင်9လို့ရတယ်အဲ့ဒီ3ညတင်9ဆိုတာဒီ3လုံး8နဲ့ဒီခွန်ဘရိတ်9ရိုက်တယ်ဒီ3လုံး8နဲ့ခွန်ဘရိတ်9ရိုက်မယ်ဒီ3လုံး8နဲ့နော်ဒီ3လုံး4နဲ့တစ်ဘရိတ်9ရိုက်တယ်ဆိုဒီမှာ3လုံး9ဆိုရယ်ကနန်းခန္ဓာမို့လို့3ညတင်9 6ဘရိတ်နဲ့မှာ9လို့ဖြစ်တယ်ဒါ936ရဲ့ကနန်းဖြစ်စဉ်မှာဆိုလို့ရှိရင်လေအကျိုးဝင်တဲ့နံပါတ်လေးတစ်ခုများဖြစ်ကောင်းဖြစ်နေမလားပေါ့နော်အဲ့တော့ဒီကောင်းတဲ့တလောက်မြူးတယ်939အသွေးတွေပြန်နော်ဒီမှာပဲကပ်ပြီးတော့ကနန်းချပေးမယ်ဆိုရင်လေမိမိအတွက်ကံကောင်းစီဖို့ကဲဒီညတော့တလောက်ပါပဲနော်ကျွန်တော်မနေ့ဖြင့်နောက်ညလေးမှာတော့ကလန်ဒါမူပြမယ်နော်ဒီဖြစ်စဉ်မူကတော့ဒါကျွန်တော်တတ်နိုင်တဲ့လောက်တော့တကွက်ကောင်းလေးတွေကိုဒါပြန်ပြီးတော့ရှင်းပြတယ်ပေါ့နော်6 break ကိုလေကနန်းလေးတင်ထားတာရှိပါတယ်အဲ့ဒါဒါတုံညာကြီးနေများကနန်းထွန်းလာခေရင်လေဒါတုံညာတင်ကားဆိုရင်ကနန်းမျိုးရဲ့အတိုင်းတာရှိတယ်နော်အဲ့ဒါဒီမူတွေကတော့ကျွန်တော်မပြီးသေးပါဘူးနော်ဒါကတော့ကျွန်တော်တကွက်ကောင်းအနေနဲ့ပြခြင်းဖြစ်ပါတယ်ဒီမူကကျွန်တော်ရိုက်မှအင်မတန်ကျေပြန်ပါလေနောက်ပိုင်းကျရင်ကျွန်တော်ရိုက်ပြပါမယ်နော်ဒါတကွက်ကောင်းအနေနဲ့စောလဲစောသေးတော့စိတ်ထဲရှင်းသွားအောင်လို့ပေါ့နော်ထွဲလဲအလုံးပေါပါစီစိတ်ထဲရှင်းဖြစ်အောင်လို့ဒါကျွန်တော်ဒီလိုမျိုးရှင်းပြသွားခြင်းဖြစ်ပါတယ်ဗျနော်ကဲအားလုံးကျေးဇူးတင်ပါတယ် thank you good night ပါဗျနော်